လူတိုင်းရဲ့ဘဝမှာအလိုချင်ဆုံးအရာကဘာများဖြစ်မလဲလို့မေးကြည့်ရင်တော်တော်များများကစိတ်ချမ်းသာပျော်ရွှင်ခြင်းနဲ့လို့ဖြေကြမယ်ထင်ပါတယ်။ကျမကိုယ်တိုင်ရဲ့အဖြေကလည်းအတူတူပါပဲ။လူဘဝတူတူကလေးအတွင်းမှာစိတ်ချမ်းချမ်းသာသာပျော်ပျော်ရွှင်ရွှင်ကလေးနဲ့ပဲနေ့ရက်တွေကိုရင်ဆိုင်ဖြတ်သန်းသွားကြပါတယ်။ပတ်စံတွေအများကြီးရဖို့ထက်စိတ်ချမ်းသာပျော်ရွှင်ခြင်းကပိုပြီးတန်ဖိုးရှိပါတယ်။အဲ့ဒီပျော်ရွှင်ခြင်းကကျမတို့နဲ့အထိုက်တန်ဆုံးအရာလည်းဖြစ်ပါတယ်။ပျော်ရွှင်ခြင်းနဲ့ဆိုရင်ပျော်ရွှင်စေမယ့်နည်းလမ်းတွေကိုရှာဖွေဖို့လိုက်နာကျင့်သုံးဖို့လည်းလိုပါတယ်။ဝေကုန်ကြီးကြမပေးရတဲ့ပျော်ရွှင်နည်းတွေအများကြီးပါပဲ။စိတ်ထားတတ်ဖို့ပဲလိုပါတယ်။ဥပမာပြောရရင်ကိုမိသားစုအတွင်းမှာပဲဖြစ်စေပြင်ပမှာကိုယ်နဲ့ထိတွေ့ဆက်ဆံရတဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ပဲဖြစ်စေပြောဆိုဆက်ဆံတဲ့အခါဟန်ဆောင်မှုမပါပဲပဂရိစိတ်ရင်အမှန်စိတ်ကောင်းစေတနာကောင်းလေးထားကြည့်ပါသူတို့အပေါ်ကောင်းတဲ့မေတ္တာစိတ်ကလေးအခြေခံပြီးချိုတာတိမ်မွေ့စွာဆက်ဆံတဲ့အခါသူတို့စီကလည်းကောင်းမွန်ချိုတာတဲ့တုံ့ပြန်မှုကလေးတွေပြန်လာတတ်ပါတယ်ဒါဟာပျော်ရွှင်မှုလှိုင်းကလေးတွေဆက်သွယ်ပေးလိုက်တာပါပဲနောက်တစ်ခုကအကောင့်ဘက်ကနေလှည့်တွေးကြည့်ပါဘဝမှာရေဆိုင်ကြုံတွေ့လာရသမျှအဖြစ်အပျက်တိုင်းကိုအကောင့်လိုက်မြင်နေဖို့ဆိုတာလွယ်တော့မလွယ်ပါဘူးကိုယ်နဲ့စိတ်သဘောချင်းမတိုက်ဆိုင်တဲ့အခါကိုဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါကိုမဖြစ်ချင်တာတွေဖြစ်လာတဲ့အခါဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရတဲ့အခါသူတစ်ပါးကတိုက်ခိုက်စော်ကားလာတဲ့အခါအကောင့်မြင်စိတ်ဆိုတာဘလို့မှရှင်သန်ဖို့မဖြစ်နိုင်တဲ့အရာပါအဲ့ဒီအခါမျိုးမှာပျော်ရွှင်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါဘူးအဲ့ဒီလိုအချိန်မျိုးမှာကိုယ့်ရဲ့စိတ်ကိုထားတတ်အောင်ကင်တွယ်ချုပ်ထိန်ဖို့အရေးကြီးပါတယ်အတက်နိုင်ဆုံးဥပိ္ပခာစိတ်ကလေးမွေးမြူကြည့်ပါကိုမတက်နိုင်တဲ့ကိစ္စကိုထိန်ချုပ်ကင်တွယ်လို့မရတဲ့အဖြစ်အပျက်အပေါ်စိတ်ဆိုးဒေါသထွက်နာကျင်မှုတွေခွင့်မလွတ်နိုင်မကြေအေးနိုင်မှုတွေနဲ့တုံ့ပြန်နေမယ့်အစားဖြစ်เสียရှိလို့ဖြစ်ချိန်တန်လို့ဖြစ်လာခဲ့ပြီပဲကိုကလည်းဘာမှမတက်နိုင်ဘူးအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ရင်ဆိုင်ဖြည့်ရှင်းရမှာပဲဆိုတော့စိတ်ကလေးထားကြည့်ပါဒီအဖြစ်အပျက်ဟာအမြဲတမ်းကြီးဖြစ်နေတာလည်းမဟုတ်ပါဘူးအရာအလုံးဟာခဏပါပဲအချိန်တန်ရင်ပြီးသွားမှာပါပဲဘာတွေပဲဖြစ်နေနေကိုယ့်အတွက်ကောင်းတဲ့အရာလေးတွေရှာဖွေဖော်ထုတ်တွေးကြည့်လို့ရပါတယ်ဒါဆိုပျော်ရွှင်မနေဘူးဆိုရင်တော့စိတ်ဆင်းရဲနာကျင်မနေတော့ဘူးပေါ့နောက်ထပ်ပျော်ရွှင်စေတဲ့နည်းကသူတစ်ပါးကိုသူလိုအပ်နေတာလေးတွေဖြည့်ဆည်းပေးလိုက်ခြင်းပါပဲအပြုံးလေးတစ်ပွင့်အားပေးစကားလေးတစ်ခွန်းအချိန်ကလေးတစ်ချိန်အကူအညီလေးတစ်ခုစသဖြင့်ကိုတက်နိုင်တဲ့အရာကလေးတွေသူတစ်ပါးကိုမျှဝေပေးလိုက်ခြင်းဟာကုသိုလ်လည်းရတယ်လို့ကိုယ့်အတွက်လည်းပြန်တွေးလိုက်တာ